စိတ်ဓာတ်ဥပဒနာစိတ်ရဲ့အခြေအနေတွေကိုဆင်ញင်သုံးသပ်ခိုင်းတာမြတ်စွာဘုရားမဟာသတိရဏသုံးပါငါစိတ်ကလေးမှာလောဘတွေရှိနေသလားဒေါသတွေရှိနေသလားရှိနေတယ်ဆိုတာဒေါသဖြစ်တဲ့ရှိနေတယ်ဆိုလို့ရှိရင်မကြပြပေါ်လာတာပေါ့မှန်ပါဗျာမရှိဘူးဆိုရင်ဘယ်လိုမှမပေါ်ဘူးဗျာလောဘဖြစ်နိုင်တဲ့အနေအထားတွေရှိသလားဒေါသဖြစ်နိုင်တဲ့အနေအထားတွေရှိသလားမောဟဖြစ်နိုင်တဲ့အနေအထားတွေရှိသလားစသဖြင့်စိတ်ရဲ့အညစ်အကြေးတွေဆိုတာဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတယ်အဘိဓမ္မာကျမ်းဂန်မှာစိတ်ရဲ့အညစ်အကြေးဆိုတာကိုအကုသိုလ်စေတသိက်14မျိုးဆိုပြီးတော့ပြထားတာရှိတယ်နော်မှန်ပါဗျာမောဟတဲ့အမှန်မသိတာအဟိရိကတဲ့မဟုတ်တာလောက်အောင်မရှက်တာအနုတ္တပါတဲ့အကုသိုလ်မကြောက်တာဥဒိစ္စတဲ့စိတ်ကိုထိလို့မရဘူးစိတ်တွေဟာလွင့်ပြန်နေတယ်စိတ်တွေကမငြိမ်ဘူးလေလွင့်နေတယ်ဒါလည်းအကုသိုလ်တစ်ခုပဲဟောနောက်ပြီးတော့လောဘတဲ့လူချင်းနဲ့တွေ့တာတယ်တတ်မဲ့တယ်မခွဲနိုင်မခွာနိုင်ဖြစ်တယ်ဟုတ်လားမမောတယ်လောဘဒိဋ္ဌိမှားရတဲ့အယူဆတွေရှိတယ်မာနထိမခံဘူးဆိုတဲ့မာနတွေငါနဲ့မတန်ဘူးဆိုတာလဲမာနပဲငါတို့တော့နားမလဲပါဘူးဆိုတာလဲမာနနော်ငါလုံနိုင်တယ်ဆိုတာလဲမာနငါမလုံနိုင်ဘူးဆိုတာလဲမာနမာနဆိုတာလဲကောင်းသားတာရှိတယ်နော်ကောင်းသားမာနချားဘူးတယ်မဟုတ်လားကောင်းသားတယောက်တောင်းစားနေတော့ပတ်စံချမ်းသာတဲ့လူတယောက်ကခေါ်ပြီးတော့မင်းတောင်းစားမနေနဲ့ငါခြံနဲ့လာပြီးရှင်မင်းတနေ့ကိုငါဘလောက်ပေးမယ်သူကဘာပြန်ပြောတော့ဆိုကျွန်တော်ကကောင်းစားပြတယ်ခင်ဗျာအလုပ်မလုပ်နိုင်ဘူးဟုတ်ကဲ့ကောင်းစားမာနရှိသေးတာနော်ခင်ဗျာပေးတဲ့လာကကျုပ်မယူဘူးတဲ့ကျုပ်ကတောင်းစားတယ်လှုပ်စားတဲ့လူမဟုတ်ဘူးတဲ့တောင်းစားတဲ့လူတော့အဲ့ဒါလို့မာနဆိုတာရှိတယ်အဲ့ဒါလည်းစိတ်ရဲ့အမြင့်ကြီးတစ်ခုပဲကိုယ်အင်းဆုံးမှကိုယ်အချိန်ရောက်မြင့်ကြီးတစ်ခုနောက်ပြီးတော့ဒေါသတဲ့မုန်းတီးတယ်ကြောက်ရွံ့တယ်ဒေါသဖြစ်လို့ရှိရင်တော့တစ်စီကြောက်တယ်သရဲကြောက်တယ်ဒါလည်းဒေါသပဲနော်မုန်းတယ်စိတ်ဆိုးတယ်ဒါလည်းဒေါသအိတ်သာသူများကြီးပွားရင်မနာလို့ဘူးဝိစရိယကိုကြီးပွားတာလို့သူများမကြီးပွားစေခြင်းဘူးကုက္ကုစမမရင်လုံးမိတာတွေအတွက်နောင်တရပြီးစိတ်ဥပ္ပန်တော့ကရောက်နေတယ်ဒါတွေကအကုသိုလ်တွေကြီးပဲထိနာမိတ်ကောင်းတဲ့ဘက်မှာစိတ်မပါဘူးတရားနာရရင်ပြည့်နေပွဲကြည့်ရရင်ပြောတယ်စိတ်အားတွေတက်ကြွတယ်နော်ပွဲဆိုလို့ရှိရင်အိုးတရက်နှစ်ရက်ကြိုပြီးတော့သွားဖြာခဲထားတယ်ဘုန်းကြီးကလာတိုးလို့ကတော့ရံဖြစ်အောင်ပဲပြီးတော့နော်အဲ့တော့ထိနာမိတ်ဆိုတာကောင်းတဲ့ဘက်ကိုစိတ်အားကြီးပြောချနောက်ဆုံးအိတ်ချင်တာထိနာမိတ်ဒါလည်းအကုသိုလ်ပဲနောက်ကြတော့ဝိသိကိစ္စတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဒီတရားကျင့်လို့နိဗ္ဗာန်ရတယ်ဆိုတာဟုတ်မထင်ပါဘူးလို့ဘာလို့ဖြစ်လာပေါ့နောက်ဘဝဖြစ်တယ်ဆိုတာရောဟုတ်ပါမလားလို့အတွေးတွေရောက်လာဟောဒီကိစ္စဒါတွေဟာလည်းပဲအကုန်လုံးစိတ်ရဲ့အညစ်အကြေးတွေလို့ခေါ်တယ်အဲ့ဒီစိတ်အညစ်အကြေးတွေရှိနေသေးသမျှဘုန်းကြီးတို့တွေရဲ့စိတ်ခဏကဝိမု ക്തി ဆိုတာကိုဘယ်လိုမှမရနိုင်ဝိမု ക്തി နဲ့အလံဝဲနေပါမယ်ခုနရွှေထဲမှာဘော်ရုပ်ကျွတ်တို့ရောနေတဲ့ရွှေဟာမတန့်စင်သေးတဲ့ရွှေဟာလောက်လက်စားလုံးလို့မရတယ်လို့ပဲဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတယ်စိတ်ထဲမှာဟောဒီအညစ်အကြေးတွေကိုထုတ်မပြတ်နိုင်ဘူးဆိုလို့ရှိရင်ခုနကဝေဒီတို့ရ